အားလုံးမင်္ဂလာပါဒီနေ့ကတော့ထုံးစံတိုင်းစီတော့မှာဖြစ်ပါတယ်ထမောင်းစောကလန်ဖြတ်ကိုရပါတယ်ဒီလိုတာရတယ်ပေါ့နော်မနက်ခင်းလေးကမိုးလည်းမရောအောင်ဒါကတော့စီတော့ရဲ့တန်ပဲဖြစ်ပါတယ်ပြီးမှကော်ဖီဆိုင်လေးလက်ရှိရမနက်ခင်းဆိုရင်လူပြည့်တာရပါတယ်အထူးသဖြင့်ဆယ်တကင်းနေပေါ့နော်ရှားရဒီတော့လူပါပါတယ်ခေတ္တဆိုလို့ရှိရင်စီတော့ရအောင်ထမောင်းစောအနေနဲ့မြန်မာပိုက်ရတယ်ပေါ့နော်ကလားဆိုင်လို့ရင်တော့ပါမယ်ကလားဆိုင်မှာစက်သွန်ပြူစက်သွန်နေအတီးရွက်အစုံရှိပါတယ်ပေါ့နော်ကျန်ဟန်ငါသည်ဆိုလည်းလက်ဆက်ဆက်ပြန်စားလို့ကောင်းပါတယ်အခုတော့စက်သွန်နေပြီးရယ်စက်သွန်ပြူလေးရယ်ကိုစီကြရေးမှာဖြစ်ပါတယ်ဒီမှာတက်လဲတန်းရှင်တယ်ပေါ့နော်ပြီးလို့ရှင်လည်းအစည်းလဲတခြားဆိုင်တွေမှာတက်ပို့ပြီးတက်တာတယ်ပေါ့နော်မြန်မာပြည်စားစားတွေအတီးရွက်တွေတတိရတယ်ဆိုလို့ရှင်ကလားဆိုင်ဝယ်သွားဝယ်ပါတယ်တရုတ်ဆိုင်ဟာတွေကအဲ့လိုပဲမရဘူးပေါ့နော်ဒီမှာတန်းစီရတယ်ဘာဝယ်တန်းစီရတယ်ဒါတော့တန်းစီဆောင်နေတဲ့ပြီးကဘန်ကင်းပေါ့နော်ပန်ရောင်းတဲ့ဆိုင်ပေါ့ပြီးတော့ရင်တော့အရွက်ပေါ့နော်ခြိုက်ရှင်းဝယ်မယ်ပြီးလို့ရှိရင်ကျန်ဟင်ငါစီနောက်တစ်ခုကကြတော့ဒီကစွန်းဥပေါ့နော်အဖွားကစွန်းဥကြိုက်တယ်ကစွန်းဝယ်မှာဖြစ်ပါတယ်ကစွန်းဝယ်လေတင်ချာလေးဖြစ်နေပြန်ကောင်းပြင်ကြည့်ရပါတယ်မဟုတ်လို့ရှိရင်သူကဒီပါစီပြောတော့ကျမလည်းတစ်ဖြစ်ဖြစ်နဲ့စီစာချောင်းနဲ့ဖွားဖြစ်လာပါရှင်ကျန်ငါဒီကိုလည်းအလုံးကြီးမရှိနဲ့အဲ့လိုမျိုးဒါကြတော့ဒီအစာမပါတဲ့ content တို့ပေါ့နော်ဖွားစားခြင်းနဲ့ဆိုလို့ပါပြီးတော့အိမ်နဲ့ထည့်ဝဲလာပါတယ်ကြိုင်ပြက်ပါအရင်ဖူလို့ပါကဲအခုဆိုရင်တော့ဈေးတွေကိုခေါက်ဝက်ချင်တယ်ပေါ့နော်ဒီသုံးကြည့်မှာတော့ကျမရဲ့ crazy ဖြစ်တဲ့ဂျင်းပန်ဖြစ်ပါတယ်အမြဲတမ်းဂျင်းပန်လေးကြီးပြတယ်ဒါပေမဲ့ဈေးရန်ကြီးလို့မဝယ်နိုင်ပါဘူး30ကျော်ပေါ့နော်စကတ်လေးလည်းလှတယ်နောက်ပြီးအတွင်းကန်နေလည်းမိုက်တယ်ပေါ့နော်ဒါပေမဲ့ဈေးမမိုက်ပါဘူးဒါတွေကတော့အားကစားပေါင်းမိတွေပေါ့နော်ယောက်ျားလေးတွေပေါ့လူရှင်စပန်လေးတွေဆိုလည်းဈေးရွှေပေါ့နော်3ချက်ပဲရှိတယ်8ချက်12ချက်ဒါအချင်းတွေပေါ့ဇန်ရို Venus ပေါ့နော်Venus ကတော့စုံရတယ်နော်ကောင်းရွှေကောင်းလင်းစီroll on အစုံမျက်နှာသက်စေးလက်သေးနီအကုန်စည်းလက်သက်တာတွေပေါ့နော်ပြီးလို့ရှိရင်ဒါတော့ physically ရတယ်ပေါ့အောင်နေကြက်ဝင်မလားစပင်းမုတ်တဲ့ဟာဝင်မလားအကုန်ဆုံးရှိတယ်ပေါ့ခုတစ်ခေါက်တော့အသီးတန်းသွားမယ်ပေါ့နော်ဒီမှာအသီးတွေအရင်ဈေးချိုပါတယ်စားလို့လည်းကောင်းတယ်လီမော်တီကတော့သူတို့အဓိကပေါ့နော်ပိုက်ပေါ့ဖျက်ရှိခိုးတယ်ပြီးတော့တရသီးလည်းပေါ်နေပေါ့နော်ဘရောနည်းနည်းသီးလည်းပေါ်နေပြီးရလှတယ်ကိုတော့တိတ်တော့နည်းနည်းပြီးတော့တိတ်မကြိုက်ဘူးပေါ့နော်ဒါပေမဲ့လှတယ်ပေါ့ပြီးလို့ရှိရင်ဒါဖေးသီးဆိုတစ်လုံးကို$8ကျပ်ပေါ့နော်ဒီဆိုလို့ရှိရင်မလားတော့လို့ရှိရင်ဒီခွဲပြီးတော့ရောင်းလာလေးရှိတယ်ပေါ့နော်အများကြီးပေါ့ပန်းဒီအစုံရှိဒီဒါကတော့ပေါမို့ပေါ့နော်ဒီလည်းမှုရည်နဲ့စားချင်တယ်ကဲအားလုံးဝယ်ပြီးတော့ဒီဆိုတာအခုကျဲမှာတော့နေဒါအိမ်ပြန်တဲ့လမ်းပေါ့နော်မီနီလမ်းတော့မဟုတ်ဘူးเนาะကတ္တရာလမ်းโอเคကတ္တရာလမ်းကိုဖြတ်ပြီးပြန်ပြီးတော့ပြန်มาတော့မယ်အားလုံးကြည့်ရှုပေးအတွက်ကျေးဇူးတင်ပါတယ် bye bye